ဒီနေ့ကတော့ရာသီစာတစောင်းကားကိုမြင့်နဲ့ချက်မှာဖြစ်ပါတယ်ပထမဦးဆုံးတစောင်းကားကိုတဲလေးပြောင်းပေးလိုက်ပါတယ်ပြီးလို့ရှိရင်လေသူ့ကိုဂျပွေးနဲ့ထုလိုက်ပါတယ်အဲ့လိုကြေးနေအောင်ကြေးတွန့်နေအောင်ထုလိုက်တယ်เนาะပြီးတော့ကျွန်မတစောင်းကားမို့လို့အခါပြအောင်လို့စားချက်နဲ့ထည့်ပြီးတော့လက်နဲ့အာရပါရနဲ့နေပြီးတော့မှရေပြန်ဆေးလိုက်ပါတယ်နေတဲ့ခါလေးအဲ့လိုမျိုးအခါကြီးအစိမ်းလေးတွေထွက်ပြီးထင်းနေလိုက်เนาะပထမဦးဆုံးကြက်သွန်ပြူရဲ့ပဇွန်ကြောက်ရဲ့ညံ့နေအောင်ထောင်းတယ်ပြီးတော့ကြက်သွန်နီလေးထပ်ထည့်ပြီးတော့ထောင်းလိုက်ပါတယ်အိမ်ကမေကတွေးတိုးလို့တခြားရင်းနေမစားဘူးဆိုလို့ကျမကအရင်ဆုံးကြက်ဥကြော်လာအောင်မယ်နော်ကျဲဥကြော်လေးကြက်ပြီးဆိုရင်အဲ့ဒီစီတဲ့ဘိုင်းလေးကိုပဲခုနထောင်းထားတဲ့ကြက်သွန်ပြူပဇွန်ကြောက်ကြက်သွန်နီတွေကိုထည့်ပြီးတော့စီတက်လိုက်မယ်ကြက်သွန်ပြူကြက်သွန်နီလေးလုံးနာနာလေးဆိုတာနဲ့မြင့်လေးတွေကိုထည့်လိုက်ပါမယ်ပြီးရင်ရေလေးနည်းနည်းထည့်ပြီးတော့မြင့်ကိုနဲ့အောင်ခဏထားပါမယ်ရှေ့သွားပြီးတော့လေးပေါ်လိုက်ရမြင့်ကအချောက်တောင်ဖြစ်သွားပြီစီပြန်တောင်ဖြစ်သွားပါဘောเนาะကဲမြင့်လေးနဲ့ပြီးဆိုတော့ကျမကထုထောင်းထားတဲ့တစောင်းကားလေးထည့်လိုက်မယ်စားထည့်တယ်ဒီမြေဟင်းမှာကျမအချို့မုံတုံးတယ်ခါမှာဆိုလို့เนาะချို့မုံရဲ့ကြက်သားမုံရဲ့ထည့်လိုက်တယ်ပြီးတော့စီလေးနည်းနည်းပြန်လာပြီဆိုလို့ရှိရင်ရပါပြီဒီနေ့ကတော့ကျမကတစောင်းရာသီပေါ်တစောင်းကားချက်ရဲ့မနေ့ကချက်တဲ့ငါ6ချက်နဲ့စမှာပါကျေးဇူးပါရှင်